အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တင်နီပါဆိုကျွန်တော်ဒီ2025နှစ်ကုန်နဲ့2026နှစ်ဆန်းမှာကျွန်တော်နိုင်3လုံးနှလုံးကဝယ်ထားပါတော့တစ်လုံးကလက်ဆောင်ရတာဆိုတော့အဲ့3လုံးလေးအကြောင်းကိုကျွန်တော်ဗီဒီယိုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးကလည်းကျွန်တော်ခီးသွားနေစဉ်မှာကျွန်တော်ယူခဲ့တဲ့3လုံးပေါ့နော်အခုကကျွန်တော်တစ်ပတ်လောက်ရှိပြီကွမ်ကျိုးတို့မလေးရှားတို့ဘန်ကောက်တို့မှာကျွန်တော်အလုပ်ကိစ္စနဲ့လာရင်းနဲ့ကျွန်တော်ဒီ3လုံးယူခဲ့တာဖြစ်ပါတယ်ဆိုတော့ဘာလေးဖြစ်မလဲကြည့်လိုက်အောင်ဒီ3လုံးစလုံးကတော့ vintage နိုင်လေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတစ်လုံးက Rolex Submariner ကို no date ဒါကျွန်တော်လိုချင်နေတဲ့နိုင်လေးတော်တော်ကြာပြီပေါ့နော်ဒီ Rolex Submariner ကအခုနောက်ခေတ်ပေါ်နိုင်တွေလို့တော့မဟုတ်ဘူး ceramic မဖြစ်ဘူးဒီ bezel လေးကနည်းနည်းဟာပေါ့ aluminum bezel နဲ့ဆိုတော့ patina တက်လို့ရနိုင်တဲ့နိုင်လေးတွေကိုကျွန်တော်ကအရင်သဘောကျတာပေါ့နော်ဆိုတော့အခုနောက်ပိုင်းကျွန်တော်ခေတ်သစ်နိုင်တွေတိတ်မဝယ်ဖြစ်ဘူးပေါ့နော်ဆိုတော့ဒီနိုင်လေးက tritium dial ပေါ့ဒါ1996ခုနှစ်မှာထုတ်ခဲ့တဲ့ဟာဒီ loom pit လေးဆိုရင်ဝါနေပြီနောက်ပြီးတော့ဒီ tritium dial ကလုံးဝ loom က dead ဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လောက်ပဲအနုမြူ charge လုပ်ဒီကောင်ကဟိုပါပေါ့ loom ကအလုံးမလုပ်တော့ဘူးပေါ့နော်ဆိုတော့အဲ့အပိုင်းလေးတွေကိုကျွန်တော်ကြိုက်တာပေါ့ဒါနည်းနည်းကြာလာလေဒီပေါ်က loom တွေကဝါညိုလေးဖြစ်သွားပြီးတော့ patina တက်လာမယ်ဟာလေးတွေကိုကျွန်တော်ကသဘောကျလို့ကျွန်တော်ဒီဟာကိုမရမကကျွန်တော်လိုက်ရှာပြီးတော့ဝယ်တာဖြစ်ပါတယ်ဆိုတော့ဒီကောင်ကလည်း1990နဲ့98လောက်ထိပဲထုတ်ခဲ့တာဆိုတော့တော်တော်လေးအခုချိန်မှာ condition ကောင်းတဲ့ဟာရှာခတ်သွားပြီဆိုတော့ဒီဟာအတွက်ကိုကျွန်တော်နည်းနည်း comparison review လေးနောက်မှကျွန်တော်လုပ်ပေးပါမယ်ဆိုတော့ဒီနိုင်ရတော့ကျွန်တော်အတွက်ခုလောဆယ်မှာ honeymoon face အနေနဲ့ရှိနေတဲ့နိုင်လေးပေါ့နော်ဒီ Submariner no date လေးอ่ะနောက်တစ်ခုကကျွန်တော်ကြိုးပြောင်းလာတာဒါတော့ Seiko Panda chronograph လို့ခေါ်တယ်ကျွန်တော်အရင်တော့ကလည်းဒီလိုမျိုးတစ်လုံးကျွန်တော်ဝယ်ဘူးတယ်လွန်ခဲ့တဲ့4-5နှစ်လောက်ရှိမှထင်တယ်ဆိုတော့ဒီနိုင်လေးကသူ့ original ကြိုးလေးနဲ့လာတယ် steel ကြိုးလေးနဲ့လာတယ်ဒီကောင်က 19mm lugweight ရှိတယ်ဆိုတော့အခုနောက်ပိုင်း Seiko chronograph တွေပေါ့နော် Panda တို့ဘာတို့ကျွန်တော်အခု Solar Quartz တွေ reissue ပြန်ထုတ်တဲ့ဟာလေးတွေကပွင့်လင်းလို့ပြောမယ်ဆိုဒီ original ရဲ့ဈေးတန်းလောက်မှာရှိနေတာပေါ့နော်အခုဒါ secondary market vintage market အပြင်မှာပြန်ဝယ်တယ်ဆိုရင်ဒီကောင်တွေကအဲ့ဒီအခုနောက်ပိုင်းထုတ်တဲ့ Seiko chronograph အသစ်တွေနီးပါးဈေးလောက်တော့ရှိတာပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုတည်းကတစ်ခုရွေးပါဆိုရင်တော့ကျွန်တော်ဒီကောင်လေးကိုရွေးပြပါဒါလည်းအဲ့လောက်ပဲကျွန်တော်ပထမအလုံးက original condition မဟုတ်ဒါကလည်း replacement ဒါပေါ့နော်သူဒါတော်တော်လေးတော့တန့်တယ်လောက်ထားတယ်ဟာဒါပေမဲ့ဒီကောင်ကကျွန်တော်ပထမအလုံးက condition မကြိုက်လို့ဆိုကျွန်တော်ပြန်ရောင်းလိုက်တာပေါ့နော်ဒါလေးကတော့လုံးဝ original patina နဲ့patina ဒါမျိုးတက်ဖို့ဆိုတာကဘယ်သူမှ replicate လုပ်လို့မရဘူးเนาะကျွန်တော်ဒီထိုင်တွေ့တာနဲ့တခါလဲဟာ original ထိုင်ပဲဆိုပြီးတော့ကျွန်တော်စော်ထားလိုက်တာပေါ့เนาะဆိုတော့ဒါလေးကတော်တော်လေးကိုအမှတ်တရရှိတဲ့နိုင်လေးပေါ့เนาะchronograph ထဲမှာ collection လုပ်မယ်ဆိုရင်ဒီ Seiko Panda လေးကမရှိမဖြစ်စုတင်တဲ့နိုင်လေးပေါ့ဒီကောင်လေးက 70s လောက်ကထင်တယ်6138 movement နဲ့တော်တော်လေးမိုက်တယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်ကဒီခုဝေရဲ့ 18mm NATO strap နဲ့ကျွန်တော် pairing လုပ်ထားဖြစ်ပါတယ်နောက်ဆုံးတစ်လုံးကတော့ဒီနှလုံးကတော့ကျွန်တော်ဝယ်ထားပါเนาะဆိုတော့ဒီနောက်ဆုံးတစ်လုံးကတော့ဒါ CWC လေးပေါ့ဒါကျွန်တော်ဟိုတလောတုန်းကနှစ်ဆန်းလောက်ကကျွန်တော် post လေးတစ်ခုတင်တယ်ပေါ့เนาะဒါကိုဆိုင်ပြုံးလျံကိုဆိုင်ကကျွန်တော်လက်ဆောင်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးကလည်းသူ့ရဲ့ case back နောက်မှာရေးထား1989ကထုတ်တဲ့နိုင်လေးထုတ်တာထက်ကိုဒီကောင်ကဒီ military issue နိုင်လေးပေါ့နော်ဆိုတော့သူ့ရဲ့ဒီမှာရေးထားတဲ့ T ဆိုတာ tritium လေးခုနကျွန်တော်ပြောတဲ့ patina တက်သွားတယ်ဆိုတဲ့အနေအထားမျိုးလေးကဒီ loom dots တွေ hands တွေကဒီလိုဝါညင်ညင်အအောင်ဖြစ်သွားတဲ့ဟာပေါ့နော်ဆိုတော့ဒီကောင်ကလုံးဝ field watch ပေါ့
ဒီ3လုံးကတော့ကျွန်တော်ခီးသွားရင်လာရင်နဲ့ variety နည်းနည်းကွဲကွဲဝေးလို့ရမယ့်အနာရီလေးတွေကိုကျွန်တော်ဒီ trip မှာယူခဲ့ရဖြစ်ပါတယ်ဆိုတော့ I'm really enjoying these 3 vintage trio ပေါ့နော်ဒီခုခစ်ပေါ်တဲ့နာရီတွေနောက်ကိုကျွန်တော်ကဒီနှစ်ထဲမှာတော့တိတ်ပြီးတော့ဝယ်ဖို့အာတိတတိတ်မရှိဘူးပေါ့ဆိုတော့ဒီနှစ်ဆန်းရဲ့ပထမဆုံးဗီဒီယိုလေးဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကို enjoy ဖြစ်မယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်